Hello ကဲထိတ်ဦးလေးတယောက်ပါပြီရှင်ဘယ်လိုပုံစံလေးပါလဲဆိုတာပြပေးပါမယ်နော်သူကကလေးလေးနှစ်ဖက်ပါတယ်ပေါ့နော်ပြီးတော့တစ်ခါမှကျတော့သူကအလဲခွဲလေးပါရှင်ကဲတက်ပြပေးမယ်နော်ထိတ်ဦးလေးကဘယ်လိုမျိုးလေးတက်တင်နေဆိုလို့ရှိရင်စပင်ထိတ်ပါနေတဲ့သူလေးတွေစပင်အုံဆူကျင်တဲ့သူလေးတက်ဆိုလို့ပို့ပြီးတော့အဆင်ပြေပါရှင်အခုမင်းတက်ထားတဲ့ကလေးလေးနဲ့ကိုတက်ချင်တဲ့နေရာလေးမှာကလေးလေးနဲ့ညှက်လိုက်အောင်ပါပဲရှင်ကဲဒါလေးတော့တက်ပြီးသွားတဲ့အခြေအနေလေးပေါ့နော်တက်လိုက်တာဆိုလို့စပင်အုံထူလေးနဲ့ပြီးတော့ခလေးချောင်းမှာပါနေတဲ့အရာလေးလည်းသူကဖုံးသွားတယ်ပေါ့နော်ပြီးတော့ကိုစပင်သားတဲ့ကြတဲ့အတွက်တက်ရတယ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါတော့နောက်တစ်မျိုးလေးပေါ့နော်နောက်တစ်မျိုးလေးကသူက highlight လေးဖောက်ထားပါရှင်သူကကလေးလေးနှစ်ခုပါတဲ့အတွက်ကြောင့်မလို့ကိုယ်စပင်တစ်သားနဲ့ဖြစ်နေပြီးတော့သူ့ကြမယ်လုံးဝမစိုးရင်ရပါဘူးရှင်ဘယ်လိုခုနဲ့လည်းအသုံးပြုလို့ရပါတယ်နော်ဒါလေးကတော့သူက light brown ရောင်လေးပေါ့နော်မမေကအမဲရောင်ဆိုတော့နည်းနည်းလေးကိုခွဲနေပါမယ်ရှင်သူ့စပင်ရောင်လေးနဲ့ဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်နော်ဒါလေးကကျတော့သူကစပိန်လေးပါတယ်ပေါ့နော်စပိန်ထိပ်ပါနေတဲ့သူလေးအုံလူနဲ့သူလေးဆိုတော့တစ်ခုတော့ရှိတာတင်တယ်နော်လုံးဝကိုယ်စပင်နဲ့လုံးဝအဆင်ပြေနေရဲ့နားလဲနားရပေါ့နော်လုံးဝလေးခုနဲ့သုံးပြုလို့ရပါတယ်ရှင်ရောက်ကုန်ပစ္စည်းလေးမိုးလို့တင်တယ်ဆိုလို့ရှိရင်တော့မြန်မာမှာလိုက်တာနော်